ရွှေဆိုင်ဖွင့်ပွဲမှာဆွေပါတယ်ဒါပေမဲ့ဆွေကအဲ့နေမှာအကိုမင်္ဂလာဆောင်ရှိလို့အရေးကြီးလို့လေအဲ့စိန်ဝင်းလေမော်လမြိုင်ဖွင့်ပွဲတော့ဆွေမတော်ဘူးအဲ့အမစိတ်မကောင်းဖြစ်နေအဲ့လိုဖြစ်နေရက်နေဖြစ်နေရောဆွေကနော်ဘလို့မှမအားဘူးမဟုတ်ရင်လေတကယ်တဲလေးတို့နဲ့တွေ့ကျင်တာဗီတာရှိုင်းဖန်တွေကိုအဲ့ပြီးတော့ကချင်းအစ်စ်တွေဆိုပြမယ်ပေါ့နော်ကိုတော့ကချင်းတွေအစ်စ်တွေဝယ်မလို့တင်းသားနေတော်တော်ကောင်းနေဟာငါစိုးကုန်နေဟာလေတီရှူးပေးပါဦးဒီမှာငွေကိစ္စကလေးလိုပဲစိတ်ညစ်တယ်ဟုတ်ကွာ6နှစ်သားမောင်လေးဟုတ်ကဲ့ဗျတီရှူးလေးပေးပါလားဟုတ်ပါပါတယ်အဲ့ဒါလေဒါပဲပူကြိုက်တယ်ဟုတ်လားအဲ့ငါဒါတိုက်တယ်ပြန်လာဆွေပြောပြမယ်နော်ဆွေအဲ့တကယ်အမှန်တိုင်းပြောတာပါဗစ်တာရောရှိုင်းရောကလေဆွေနဲ့မောင်လေးတွေလို့သူတို့အမြဲတမ်းဆုံးမရနော်အမြဲတမ်းမဟုတ်တာမဖြစ်အောင်ကွာဆုံးမပြီးချစ်ချစ်ခင်ခင်နေရဟိုတနေ့ကလည်းအိုက်လျှောက်တင်ကြတဲ့ဟိုက်ရတယ်နော်ပွင့်လင်းပြောရင်ကိုအမအရင်လို့နေရအဲ့လိုအဲ့လိုပေးစားစိတ်မကောင်းအဖြူရောင်ဆိုရယ်အဖြူတယ်ကွာတိလားကိုကတိတာပါရဲ့ကိုကလူဆိုတာရိုးသားလားမရိုးသားလားလဲအရန်တိတာတယ်ဆွေဝါဒနာမပါအောင်ပြီးတော့ကိုပဲလိုချင်တာဟာဘလို့ကြီးမှအသက်သူတို့ကမောင်လေးလိုဖြစ်နေတာပြီးတော့ကိုကအမှန်တိုင်းပြောကိုရီးယားလေဒီမှာမန္တလေးကနေလှုပ်လာလှုပ်ရတာပါသိလားအဲ့ကြတော့ကိုမောင်နှမအချင်းချင်းကိုကိုညီမချစ်ချစ်ခင်ခင်ဒီမှာပြီးသူတို့ဆိုလည်းအောင်မြင်နေတဲ့အတွက်သူတို့ဘာပဲပြောအမားမဖြစ်အောင်တခုခုဆိုကွာအမြဲတမ်းကြည့်ပြီးနော်အဲ့လိုမျိုးနေတာအဲ့ဒါရောပြီးအဲ့နဲ့လေနေရဆက်လာတဲ့အချိန်လေဗီဒီယိုကောကိုအမှတ်တရမောင်နှမနှစ်ယောက်အော်ဘန်ကရောက်တာမတွေ့ပြပါဘူးနော်ဗီဒီယိုကောပါလိုလေးလောက်လိုက်တာနော်အဲ့ဒါကိုငါ့လာဆဲသွားတဲ့တော့တယောက်ကလင်နာယူနာလာမယူဆိုပြီးမယူပါဘူးညီမလေးရဲ့လို့မမထင်မှလည်းဆိုလေပြန်တော့မှရှာပါအဲ့တော့မဆူရတယ်အထင်လွဲပြီးမဆူကိုလာဆဲလေမြစ်တာနဲ့ပဲပြန်ရှင်းပြတယ်အော်ငါ့ကိုလာပြောနေရပဲဆိုပြီးတော့လည်းစိတ်မဆိုးပါဘူးဆိုကလေးတွေလည်းနားလဲတယ်ဆိုတာဟိုသူတို့ချစ်တဲ့စိတ်နဲ့ပေါ့နော်ဖြစ်တယ်လို့ပဲဆွေကယူဆတယ်အာငါ့ကိုတော့ဒီဘလို့ပြောတယ်ဆိုတဲ့စိတ်မရှိပါဘူးဒါပေမဲ့ပြောပြတာကိုကအလုံးလုံးရတာမောင်နှမတွေလို့လေအဲ့လိုပဲစိတ်ရှင်းရှင်းနဲ့လုပ်ချင်တာဘာမှကိုမဆိုင်တာရှိုင်းရောဗီတာရောပဲကိုသားလေးတွေလို့ပဲအတီပြောနေတာကြီးတယ်သားလေးဆိုရှိချင်တာနည်းနည်းများသွားလို့ပဲမောင်လေးတွေလို့ပဲကျွန်းသွားလို့မောင်လေးတွေလို့ပဲပြောနေတော့ကူနဲ့တူတာလို့ပဲဘယ်တော့တမမအဲ့လိုသိကြည့်ဘူးဟာရလေစက်ကြပါအောင်လို့ဒီလိုအရင်ရုံဖို့ကားတယ်ကောင်းနေစက်တိတ်တာတော့ငါတက်ကြည့်နေအဲ့ဒါကြောင့်အာ